ကျွန်တော်နာမည်ကတော့အလက်ပါမင်းညကမူးမူးနဲ့ရီးစားဟောင်းအိမ်ကိုရောက်လာခဲ့ပါတယ်မနက်သူ့အမေလာနိုးပြီးမနက်စာလာပိုးမှနိုးပါတယ်အမေဆိုပေမဲ့လှတော့မှာပဲဒါနဲ့သူမကမင်းမူတိုင်းဒီအိမ်ကိုရောက်လာတာမငြင်းငွေဘူးလားသူမလည်းသူမဘဝနဲ့သူမဖြစ်နေပြီလေပြီးတော့မင်းကအရင်လမ်းခွဲခဲ့တာဆိုပြီးပြောပါတယ်ကျွန်တော်လည်းဘာမှပြန်မပြောနိုင်ခင်မှာပဲသူမကမနက်စာစားပြီးရေချိုးဖို့ပြောလိုက်ပါတယ်ကျွန်တော်လည်းမနက်စာအတွက်ကျေးဇူးပါဆိုပြီးပြောလိုက်ပါတယ်သူမကတော့ဘာမှပြန်မပြောဘဲလှည့်ထွက်သွားခဲ့ပါတယ်အဲ့နောက်သူမကကျွန်တော်ဝတ်ဖို့အတွက်သူ့ခင်ပွန်းရဲ့အဝတ်စားတွေရွေးပေးနေရင်နောက်ဒီကိုမလာဖို့တားမြစ်လိုက်ပါတယ်ကျွန်တော်ကဒီကိုလာတာသူမရဲ့သမီးကြောင့်မဟုတ်ပဲသူမကြောင့်လို့ပြောလိုက်ပါတယ်သူမလည်းခဏကြောင်သွားပြီးအခန်းအပြင်ကိုထွက်သွားပါတယ်ကျွန်တော်လည်းပြောမိတာမှားသွားပြီထင်ပြီးစိတ်ညစ်ညစ်နဲ့ကတင်ပေါ်ထိုင်လိုက်ပါတယ်အဲ့မှာသူမကပြန်ဝင်လာပြီးဘူးတစ်ခုကိုပြတယ်ကျွန်တော်အောင်းသွားတယ်ဘာလို့လဲဆိုတော့အဲ့ဘူးလေးထဲမှာ Telegram link ရှိနေလို့ပါပဲ